မင်္ဂလာပါညီလေးရေ ဟုတ်မင်္ဂလာပါကို ဟုတ်ပြီညီလေးရေပထမဦးဆုံးညီလေးရဲ့နာမည်နဲ့ဇာတိလေးကိုမိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ကျွန်တော်ရဲ့နာမည်ကတော့မင်းထက်ပါတကယ်ချင်းအများစုကတော့မင်းထက်လို့ပဲအတူကောက်ခေါ်ကြပါပဲဗျကျွန်တော်ရဲ့ဇာတိကတော့ပဲခူးတိုင်းဖြူမြို့ပါ ဟောဟုတ်ပြီကိုရီးယားကိုဘယ်လိုသွားဖို့စိတ်ကူးရည်ရွယ်ချက်စတင်ခဲ့တာလဲညီလေးရေ ကျွန်တော်ကိုရီးယားကိုသွားဖို့စိတ်ကူးစပြီးတော့ရှင်ခဲ့တာတော့ဒီလိုကျွန်တော်ထိုင်းအောင်သွားဖို့2နှစ်လောက် try နေတရားဝင်နေလဲနေပေါ့လေအောက်လန်သွားရင်တော့မြန်တယ်ဒါပေမဲ့အောက်လန်စိတ်ဝင်စားလို့ဆိုပြီးတော့ထိုင်းအောင်သွားကျွန်တော်2နှစ်လောက် try နေအဆင်မပြေတော့ကျွန်တော်ထိုင်းအောင်စိတ်ကုန်ပြီးတော့ဒီ Facebook တော်ရင်းနဲ့ကိုရီးယားကိုကိုယ်လည်း try ဖို့ခွင့်ရရှိတယ်ဆိုတော့အဲ့မှာစပြီးတော့စိတ်ကူးရင်ပြပြီးတော့အကောင့်တွေပေါ်ပြသွားတော့ပါဗျ ဟောကိုရီးယားသင်တန်းဘယ်သင်တန်းကိုတက်ရောက်ခဲ့ပါသလဲညီလေး ကျွန်တော်ကိုရီးယားတင်တဲ့ Sky Education Institute ကိုတက်ရောက်ခဲ့ပါပြီ ။အော်သင်တန်းတက်ရောက်နေတဲ့အတော်တွင်မှာဘာတွေခက်ခဲတွေဘယ်လိုအမျိုးတွေကြုံရလဲဆိုတာလည်းပြောပြပါဦး ခက်ခဲတွေကတော့အများကြီးပဲဗျဒီကိုမိသားစုနဲ့ခွဲပြီးတော့ရန်ကုန်မှာတယောက်တည်းလက်တက်နေတယ်ဆိုတော့နေထိုင်ရေးစားရေးတောက်ရေးပေါ့ဗျာအဆောင်ငှားနေရမယ်ကိုယ့်အကူဝယ်စားရင်စားမစားရင်ချက်စားရမယ်ဒီခက်ခဲလေးတွေကတော့တယောက်တည်းနေတဲ့အချိန်ကတော့ဒါမျိုးတွေကတော့ရှိတာပါပဲเนาะ ။အော်နေရဆိုတော့အဆောင်ခက်ခဲတွေရှိခဲ့တယ် စားဖို့ စားဝတ်နေတွေခက်ခဲခဲ့တယ်ဟုတ်ပြီကိုရီးယားရောက်ဖို့အတွက်ဆောင်းမွေးကိုဘယ်လိုပြင်ဆင်ပြီးတော့ဖြည့်ဆို့ခဲ့တယ်လဲဟိုကိုပြောပြပါဦး ဆောင်းဝဲဖြူကတော့အခုကျွန်တော်တို့ဆိုရင်ဖြတ်မှတ်တွေတန်းတယ်ဗျဟောစာတော်တော်လေးလုံနိုင်မှရမယ်ကျွန်တော်ဆိုလည်းစာတော်တော်လေးလုပ်တယ်ပေါ့နော်စာလုပ်ဖို့ကတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်စာလုပ်တဲ့ပုံစံကတော့အများကြီးမတွေ့ဘူးဖြစ်အောင်လုံးမရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပဲကိုကဒီလမ်းကိုစောက်ခဲ့ပြီဆိုတော့ဒီလမ်းကိုဆုံးအောင်စောက်အောင်မယ်တောင်းရကို့မှာပဲရှိတော့တယ်အဲကြောင့်ကျွန်တော်ဒါကိုဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပဲစူးစမ်းခဲ့ပါပြီ ။အော်ဆောင်းမွေးမှာကပထမဆုံးရေးပြီဟုတ်တယ်နော်ပထမဆုံးကျွန်တော်တို့ဖြည့်ပေါ့နော် ဟုတ် အဲ့ဒါလေးဖြည့်ဆို့ခဲ့တယ်ပြီးတော့အားလည်း skater လို့ခေါ်တဲ့ ဟုတ် လက်တွေ့အပိုင်းကြီးဖြည့်ဆို့ခဲ့ရတယ်အဲ့ဒါပြီးတဲ့နောက်ပိုင်းမှာအောင်စင်းကိုပြန်ဆက်ကြတယ် အောင်စင်းပြန်ဆောင်ပါ တော်တော်ခက်ခဲ ခက်ခဲခဲ့ပါတယ်ဗျ ဟုတ်ပြီ စိတ်လေးကြာခဲ့ပါတယ် အဲ့လိုချိန်မှာကိုအောင်စင်းနေထွက်လာပြီးနောက်ဆုံးလောက်ခွင်ကြိုတင်တန်းနေတက်ရောက်တဲ့အချိန်မှာဘယ်လိုစိတ်ခံစားမှုရရှိပါတယ်လဲ စိတ်ခံစားမှုမျိုးကတော့ကောင်းပါတယ်အခုကျွန်တော်တို့ဒီမြန်မာ POE ရုံးဘက်မှာတက်တော့လည်းဆရာမတွေလည်းအကုန်သဘောကောင်းကြတယ်တကယ်ချင်းပေါင်းသင်းနေနေပျော်ပျော်ရွှင်ပြောဖို့ကောင်းခဲ့ပါတယ်ဒီဘက်ကိုရီးယားဘက်အခုတင်တန်းရောက်တဲ့အချိန်တွေရတယ်ကောင်းပါတယ်စားတောက်လေးတွေကျွေးရအောင်ဒီတကယ်ချင်းနဲ့ဆုံရတော့ပေးစရာအဆောင်လေးတွေရောအဆင်ပြေပါတယ်တော်တော်လေးပါ ဟုတ်ပြီညီလေးကခုတက်ရောက်နေတာရောကျူကိုရီးယားလောက်ခွင်ကြိုတင်တန်းတက်ရောက်နေတာပေါ့နော်ဟုတ်ပြီအဲ့တင်တန်းတစ်ခုပေါင်းရဲ့ဂျာမတ်1 to 5ဆိုလို့ချင်းညီလေးတင်တန်းတစ်ခုဘယ်လောက်ထိပေးချင်ပါလဲအမှတ် ကျွန်တော်5ထိပေးချင်ပါတယ် ဟုတ်ပါ အဆင်မပြေတာဘာမှမရှိဘူးဆိုတော့လေ ဟုတ်ပါရဲ့အားလုံးကဘာလို့လဲစေနာ အားလုံး ပြင်း စေ နေ နာပါကျွတ်ကျွတ်စားနေ ကျွတ်စားပြင်းနေတာဆိုတော့ဟုတ်ပါရဲ့ဒါညီလေးကိုတွေ့နော်ဟုတ်ပြီအဲ့ဒါပြီးတဲ့ခါမှာကိုရီးယားရောက်တဲ့ခါမှာဘယ်လိုတင်တန်းနေတက်ရောက်ဖို့ညီလေးစိတ်ကူးထားပါလဲ တင်တန်းနေရတော့ကျွန်တော်ဘာသာစကားကိုထပ်ပြီးတော့လေ့လာမယ်ဒီဝဲကုကင်နိုင်ငံသားတွေကိုဒီအခမဲ့တင်ပေးတဲ့ကိုရီးယားဘာသာစကားတင်တန်းရှိတယ်လို့ကျွန်တော်ကြားတယ် ဟုတ်တယ် ကျွန်တော်ရှာပြီးတော့လေ့လာကြည့်လို့ရှိတယ်ဆိုရင်ကျွန်တော်ထပ်ပြီးတော့ try မယ်ပြီးတော့ဒီကျွန်တော်ကဒီကားမောင်းတာတို့ကားပြင်တာတို့ဝါသနာပါဖြစ်တဲ့အတွက်ဒီလိုတင်တန်းတွေကို try လို့ရမယ်ဆိုရင်ကျွန်တော်ထပ်ပြီးတော့ ခွင့်ရေးနောက်တစ်ခွင့်ရေးရရှိနိုင်တယ်ဟုတ်ပြီ workshop ပညာပေါ့လေ အဲ့ဒါညီလေးတက်ရောက်ခြင်းနဲ့တင်တန်းတွေကိုလည်းကောင်းကောင်းမွန်မွန်တက်ရောက်ခွင့်ရအတွက်ဘာသာစကားတစ်ခုကိုပထမအဆုံးလေ့လာမယ်ပေါ့လေ ဟုတ်ကဲ့ ဟုတ်ပြီအဲ့ဒါပြီးတဲ့နောက်ပိုင်းမှာညီလေးအနေနဲ့ကိုတက်ရောက်ခြင်းနဲ့ကားပြင်တင်တန်းတွေအားလုံးအောင်မြင်ပါသည်เนาะနောက်ဆုံးကိုမေကွန်းနောက်ဆုံးမေကွန်းလေးပေါ့เนาะငါညီလေးရဲ့ရည်ရွယ်ချက်ပြီးရောက်တော့အနာဂတ်မှာဘလူးပလန်တွေရှိထားတယ်ဆိုတာကိုပြောလို့အဆင်ပြေမလားညီလေး ဟုတ်ကဲ့ကျွန်တော် plan ရှိတာတော့ခဏကျွန်တော်ပြောသလိုပါဗျာကျွန်တော်ကဒီမှာအများနဲ့နေမှာမဟုတ်ဘူးအဲ့တော့ဒီကိုလာလို့ရှိရင်ပတ်စံကြီးပဲပိုက်ပြီးတော့ပြန်သွားလို့လည်းအဆင်မပြေနိုင်ဘူးဗျာကိုကဟိုမှာကိုနိုင်ငံမှာကိုပြန်ပြီးတော့ရက်တည်နိုင်မယ်အရေးရှင်းတစ်ခုကိုကဖန်တီးမှရမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာလာဟတ်သမဖြစ်အောင်ပတ်စံချာတစ်မျိုးလည်းမဟုတ်ပဲねဒီအတတ်ပညာရက်တစ်ခုကိုမြန်မာပြည်မှာပြန်ပြီးရက်တည်လို့ရမယ်အရေးရှင်းတစ်ခုကိုကျွန်တော်ရှာဖွေသွားချင်ပါတယ်ဒီမှာ ဟုတ်ပါပြီတကယ်ကောင်းမွန်တဲ့ရည်ရွယ်ချက်ပါရည်ရွယ်ချက်ချပြီဆိုတဲ့ဟိုကအချိန်အကန့်အသတ်ပိုင်းခြားလေးတွေရှိဖို့လိုတယ်ညီလေးအနေနဲ့ပထမဆုံးတစ်နှစ်အနေနဲ့ရည်ရွယ်ချက်တစ်ခုပြောပါဆိုဘာပြောနေအဆင်ပြေလောက်လဲ အခုကိုရီးယားကိုရောက်ပြီးပထမဆုံး ဟုတ်ပြီ ပထမဆုံးတစ်နှစ်ကတော့ကျွန်တော်ရည်ရွယ်ထားတာဒီကိုရီးယားမှာအကောင်းဆုံးနေပြီးတော့တတိနဲ့လည်းအဆင်ပြေအောင်လုပ်ဖို့ကံပဲလေးနဲ့အဆင်ပြေအောင်နေမယ်ဒီတစ်နှစ်အချိန်တော်တွင်မှာကိုနဲ့မသိတဲ့နယ်မြေဖြစ်တဲ့အတွက်ကိုနယ်မြေနဲ့လည်းယဉ်ကျေးကျွမ်းဝင်အောင်နေတတ်ရမယ်ဒီကလူမျိုးတွေရဲ့ဥ
ဥပဒေစီကံကိုလည်းလိုက်နာတောင်းနေတတ်မယ်ဒီကျင့်သားရအောင်ပါဗျာအဲ့လိုမျိုးနေပြီးတော့ကိုယ့်ကိုအကောင်းဆုံးဖြစ်အောင်ကိုယ့်ရဲ့ power တစ်ခုကိုဒီတစ်နှစ်အချိန်တော်တွင်းမှာတိဆောက်နိုင်အောင်လို့ကျွန်တော်ကြိုးစားမယ်လို့စိတ်ကူးထားပါဗျာကောင်းပါတယ်အဓိကတော့ဘာသာစကားတစ်ခုဖြစ်တဲ့အတွက်ဘာသာစကားတစ်ခုကိုလေ့လာမယ်ပေါ့လေဟုတ်ကဲ့ဗျာကောင်းပါတယ်ညီလေးရဲ့ရည်ရွယ်ချက်အားလုံးအောင်မြင်ပါသည်လို့အခုကလည်းဆုတောင်းပေးပါတယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာညောင်းညောင်းOkay nice